ဒီအိမ်ပေါ့ဗျာဒီရောင်းတာရှိတယ်ဒီရောင်းမယ်ဒါကအထဲပေါ့အထဲကိုရိုက်ပြမယ်ဗျာဒီလေးပေါ့ဒီခန်းနေတာအခန်းလေးပေါ့ဗျာဒီခန်းလေးပေါ့ဒီခန်းဒါကအိတ်ခန်းပေါ့ဒါကတော့အိမ်နာခန်းလေးပေါ့ဗျာဒါကတော့လေကားပေါ့ဗျာလေကားကနေဒါအပေါ်ထက်ကိုတက်တာပေါ်ထက်ကိုတက်ပြီးတော့ဒါတော့နှစ်ထပ်ပေါ့ဗျာဒီနှစ်ထပ်ကိုဒါပေါ်ထက်ကိုတက်တာပေါ့ဒါကတော့ဒါအပေါ်ထပ်ပေါ့ဗျာအပေါ်ထပ်ဒီဘက်တစ်ခန်းဒီမှာတစ်ခန်းဒါတစ်ခန်းပေါ့ဒါတစ်ခန်းပေါ့ပြီးတာနဲ့ဒီမှာအိမ်နာခန်းဒါကအိမ်နာခန်းပေါ့ဗျာနည်းတော့ဖြစ်တာပေါ့ဒါကအတွင်းထဲအခန်းတွေပေါ့ဒါအောက်ပြန်ခင်းပြီပေါ့ဗျာအကျိုးအောက်ပြန်ခင်းပြီပေါ့အောက်ပြန်ဆင်းပြီဟိုဘက်ကရှေ့ရတဝိုင်းကိုထပ်ပြမယ်ပေါ့ဗျာဒါဒီမှာကဲ့ရလေးပေါ့ဗျာကဲ့ရလေးမှာဒါဒီခန်းဒီမှာထွက်လိုက်ပြီဆိုတာနဲ့ဒါကဒီတက်ဒါကတခန်းဒါလည်းပါတယ်ဗျာဒီနှစ်ခုခုနကကျွန်တော်ပြတဲ့ဟာနဲ့ဒီအခုပြတဲ့အဆောင်တွေကိုပေါင်းမှ35သိန်းဘတ်ရှော့တင်းနည်းနည်းရှိတယ်ပေါ့ဗျာဒါရောင်းမယ်ပေါ့ရောင်းစရာရှိတယ်ပေါ့ဗျာဒါခုနနှစ်ခုတည်းကိုပြမယ်ဒါခုနအိမ်နဲ့ဒါခုနကျွန်တော်ပြတဲ့အိမ်နဲ့ခုဒါနဲ့အခုဝင်ထုတ်ထွက်လာတဲ့ခန်းပေါ့ဗျာဒါကတော့ဒါခုဝင်ထွက်လာတဲ့ခုနခန်းပေါ့ဒါလေးနဲ့ပေါ့ဒါလေးနဲ့ပေါ့အာနဲ့ဒါရောင်းမှာပေါ့ဗျာဒါဒီလိုတွေ့ရပေါ့အဲ့ခုနှစ်ခု